진짜 아죠 비자 비 아라정 야나라 아이디 비자 비서 부두야 묘 마나의 묘요 비자고 아이다고 묘라 다정 루리 알롱이 너 유유 깡깡 아까노 앞빌로다게 계사 아이디 비자죠 띵지야 뭐 몰라 몰라 전진하면 전진 몰라 전진에 아저 두지야 그냥 이치 몰라 두지야만 저러가 배배 이치라 전진세 아울라 몰라 전진세 아저 이래 키도 비야리 저런 비자 두세 계산 불러서 뛰고 예미지다 예지 그래서 저 비야네 그 비자서 사다면 묘요 아니 사다만네 때에 때냐 때 너 선내 때네 보고 뭐 만나편 내자이 사다만의 묘요가 아삭야 사다만의 과비 나로에 때때로 두고 제나 고 공택하고 아삭 과감이 고고고 안내세 고고 제제나 내세가 두고 제나 올록해 두야 알로로 라이케니 또비 미미고 판지노 아시피아도 아떼시모 이미지다 고의 보와의 아떼시메 아떼다 나가마 되게 배야의 지수로 아마 되게 죄와로 아떼다비 되게 니때도 아떼비 아떼시모 이미지다 이지니 배야가 알아로 지나 나저 두 뷰의 꾸루사 다고 벼라 두 뷰의 꾸루고 매설 나래마 락카마들 니 뷰의 꾸루 펴게 바로 그래 맞단입니다 락카입니다 나저 이네 존다마이니 키도 비야리 저의 비자 블루로 저 사람의 묘네 블루로 온로데 두세건의 블루로 제자네 블루로 띄고 예미지다 저 자네 루디 띠자람디노 이리 또도 명야가 예수 그리스도 비야리 아트웨도 앞에 나로 게데 놓아비로 마벼오라 알아 마로 게데지 알아 네 자메 게데지 사다만의 게데지 마로 게데지 알아벼라 아트웨도 તခု데데나 게데로야 까는တက်ဆက်လို့ 오므라 노 까래 노 대쇼가 아떼 간지 아니 듣고 왜 떠오르라 아떼만 가면에 뭐야부 다음에 아떼 간지 듣고 내내 야라 뭐야부 아떼 간지 봐 아주이 봐야 아우라 못라 알로서 나로이 아떼다마 너 아주이 듣고 내내 게들로 게는지 짠사만 너로무시 아다 마유로 게들로 거 아저 저러다마 피아예루 너 심하게 게는지 아뚜 바인차 때문에 임다 이지 만에 변해 자처로 사다만의 묘용이 콱콱맞게 선내 지내 야람 야우라 따운 지지에 찬사 오고 때리장에 누가 술라 빼람 빼라 두 칸자데 니도 미고래마 칸자제라 두 카로 뭐 독카야 두 어로 미고래 오카이세지나 두 부로 미고래 부카이세지나 두 나로 미고래 나카이세지나 나 예마 뼈네요 루소라 좀 뼈비야 앵메소 맥다다마 란도네 안주네 디비오라 나 예마 뼈네 앵메소 맥다다 란도네 아묘리 다저 고고 뽀뽀면 되네 다저 피하게네 수다마 만에 편이자 저로 고피하게 루 아빠오도리 깨디 저로 야우예 소리 디 소리 깨제 짠하고 예지라 예지 아저 비사게네 벌로로 matibu 나로 총비마 배티데 아우라 몰라 총비마 게렌제고 총배 뼈래 애야가 아따따 따마리하고 뼈래 그만 뼈야 게렌제 뼈래 그만 아 배로 그만 쇼로면 도로면 아니야 계속 접비야 너 접비야 잔자 아이리 તခု파마 쏟다 냅ပြန်နေကြရင်လိုလေကူတဲ့နားလေတွေ့အောင်ကျွန်တော်အခုဒီညနေမှာနည်းနည်းလေးအဖွင့်နည်းနည်းလေးဖွင့်ပေးဦးနော်ဒါနဲ့အဲ့ဒါကအပေါ်ရမယ်နော်အပေါ်အတိတ်တွေမလို့ပြန်ကျွန်တော်ပြောပြမယ်ကျွန်တော်ဒီညနေနည်းနည်းလေးပြောပြမယ်โอเคကဲဆိုပြောပြမယ်ကျမ်းစာဖတ်မယ်ဝုပိပြကြခန်းကြီး9တင်းနေဒုစရိုက်ဖြေသောရစ်ပူဇော်ခြင်းတရားဟူမူကားအလွန်တန့်ရှင်းပေ၏မိရှုရာရစ်ကောင်ကိုတက်ရအရက်၌ဒုစရိုက်ဖြေသောရစ်ကောင်ကိုတက်၍အသွေးကိုရစ်ပလင်ပေါ်၌ပတ်လေဖြန်းရမည်โอเคအားလုံးနဲ့ဆိုမယ်ဒုစရိုက်ဖြေရရစ်အသွေးတော်ဒုစရိုက်ဖြေရရစ်ဘာကိုဖြေတာလဲဒါကြောင့်အသွေးတော်နဲ့ဖြေလွတ်တဲ့အခါမှာကျမ်းစာမှာအမြဲတမ်းတည်ထား
May mà tuổi này đó ngào lúc cái cao sinh cảm nó cái bị tết lâu lâu đấy mà mà tuổi này u cao mà xí đấy xem bên đây nhá đấy biết lúc bên đây trong bên đó ai đó tuổi đó thì bảo phiền là cho nó phiền đam mông đó cho đam mông cả là cả hiệp số chuyện này bao gì cái này có mà lâu đấy ya đi lệ tuổi cao ở thếဖြစ်ai là cái đất chém mà cho tên sao lom yao nuôi lom yao đó cho bảo phiền làดูเสียนอกกระดาษပြန်ပြောမယ် ဝပြရစနေစနေရပရောဟိတ်ဒီဒုစရအပြစ်ဖြေရရစ်ကောင်အတွေ့ကိုယူ၍စင်ကြေရသောသူ၏လက်ရလက်ပြ၌၎င်းလက်အောက်ထက်ရလက်မ ရပြီအခုချမ်းသာဖတ်ပြီးတော့ပြီဒူးစရိုက်ဖြေရာရင်အတွေးတော့ဘာကိုဖြေတာလဲဗီဇကိုဖြေတာကျင်းသားဖြေတာဗီဇဖြေတာကျွန်တော်တင်တဲ့မှာလေဗီဇကိုဘာနဲ့ဖြေလဲအတွေးတော့နဲ့ဖြေတယ်လို့မပြောဘူးလားအဲ့ဒါမှားတော့ကဲဒီကျွန်တော်ခေါ်လုံးလုံးမို့ဒီဗီဇအပြစ်ကိုအတွေးတော့နဲ့ဖြေတဲ့အရာလုံးဝမဟုတ်ဘူးဘာကိုပြောလဲကျမ်းစာအတိအကျပြောတမောင်းကလာပုံရိပ်ဓမ္မတိမှာခရစ်တော်ဒီအကောင့်ချင်းလက်တွေ့အဲ့ဒါလက်တွေ့အကောင့်တွေပေါ်တာနောက်ထပ်ဝိပယဆက်ကိုဆက်ဖတ် ဝပြရစကိုစတဲ့ အတေချာဖတ်ပြီးတ အ လုံးချော ကြောင်းမူကားကိုခန္ဓာအသက်သည်အသွေး၌တည်တင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းကထိုအသွေးကိုတင်တို့အားရစ်ပလင်ပေါ်မှာငါပေးပြီးလူအပြစ်ကိုဖြေသောအရာကအသွေးဖြစ်သည် အားလုံးလေးဆိုမယ်တင်တို့ပြုတော်အပြစ်ကိုဖြည့်စေခြင်းကအသွေးတော်ကိုရစ်ပလင်ပေါ်မှာငါပေးပြီဘာကိုဖြည့်တာလဲတင်တို့ပြုတော်အပြစ်ကိုဘာနဲ့ဖြည့်လဲတင်တို့ပြုတော်အပြစ်ဆိုတာကျိန်စာလားဒူးစဲလားဗီဇလား သူစရိုက် ဘာလဲ သူစရိုက် ဗီဇလားမဟုတ်ဘူးကျိန်စာလားဘာကိုဖြည့်လာလဲ သူစရိုက် ကျွန်တော်နားလည်ဘူးဒါကြောင့်ခရစ်တော်အတွေ့အကြုံဖြည့်လို့တဲ့အထက်မှာမယီမတွေ့နေတဲ့ကိန်းကလေးဖော်ပြတာအဲ့ဒါကိုပြောတာကျွန်တော်ဘယ်တော့မှစမ်းစကားဘယ်တော့မှမလွေးရှုံစရာအခုကျွန်တော်အတွေ့အကြုံနဲ့ဗီဇတွေ့ချင်တာအကုန်လုံးပါလို့မချင်းလားအဲ့ဒါထင်တာစမ်းစာမှာကမှားနေတာအဲ့ဒါအဲ့ဒီဆရာဦးတဲ့မှားရိုးဆိုပေါ်ပြောတူနေတာဘယ်တော့မှမလို့စရာဒါကြောင့်ကြံတမစမ်းအဲဝီကလေးကေတင်ချင်းအတူလို့စမ်းစာပြောတာအဲ့ဒါကိုပြောတာခရစ်တော်ယေရှုအကြောင်းပါတယ်ဒါပေမဲ့စုံလင်စွာမပြီးတော့အဲ့တော့တင်တို့ပြုတော့အဖြစ်ဒုစက်ဖြေတော့အတွေးတော့ဘာလို့ဖြေလာလဲ သူစရိုက် ယေရှုတော်တွန်းလောက်ခဲ့တဲ့အတွေးတော်တွေဘာလို့ဖြေလာလဲ သူစရိုက် ဒုစက်အပြုတ်ကိုဖြေလာအဲ့ဒီအတွေးတော်တွေချိန်စာဖြေလို့ရလားဗီဇကိုဖြေလို့ရလားမရအဲ့ဆိုဗီဇဘယ်လိုဖြေလဲဗီဇဘယ်လိုဖြေလဲဒီအဲ့ဆိုတိတ်ကြပြီနော်ပြန်ရအောင်အဘောက်လေးတိပြီဆိုတော့ဒီညမှာဝါအောင်စကားပြောအပနဲ့အဘရေမိတို့အရာတစ်စချာစာရှိရှိနဲ့ဟိုတော့အပြစ်တွေအကုန်လုံးခိတ်ပြီးပြီဟုတ်လားမဟုတ်လားဝါအောင်စကားပြောတော့မနေ့ပြန်နေချိန်ထောင်ရလမ်းခွဲပေါ်ရင်မရှိလား ရှိတယ် တူနဲ့ဆက်နေတဲ့ပုဂ္ဂိုလ်ကိုစာတမန်ငါတို့ချုပ်ကင်လာတာဒါကြောင့်ငါကိုယ့်ရဲ့ဘောမှာဘယ်တော့ခမှမာနကိုကျင့်လာစေတဲ့ဒူးဆက်ငါလုံးတဲ့ခမှငါမပါစေရတော့စာတမန်နဲ့မင်းငါဘယ်တော့မှဆက်မနေတည်ရငါတို့ရဲ့ဘဝတမလာမဲ့တက်တာနဲ့ခမှအကောင်းဆုံးတော့ဘဝတက်တာပြီပြိုက်ကတံမိုးထားတဲ့အတိုင်းတံမိုးရှိရှိနဲ့တက်ချင်အရေးကြီးလားအရေးကြီးတယ်ဒါကြောင့်ဒီဖြတ်ကျုံတော့ကြုံပြပြမယ်ဒါမှဗီဇဆိုတာမျိုးရိုးဗီဇဆိုတာအမျိုးမျိုးမရှိဘူးအများကြီးမရှိဘူးတစ်ခုပဲရှိတာနော်မျိုးရိုးဆိုတာဘယ်လိုပဲရှိလဲတစ်ခုပဲရှိတယ်အဲ့ဒီဗီဇဆိုတာဘယ်လိုရမျိုး မာနရ မာနအမျိုးဒါကြောင့်ဘာလို့ရလဲဒါကြောင့်မာနရအကြိုက်မလို့မရအောင်လားမာနအကြိုက်လို့မရတယ်ဒါကြောင့်ဒီတို့ဒီတို့ရဲ့အဘကျွန်တော်မာနမှာဆင်းနေကြကြီးဒါကြောင့်ကျွန်တော်အားလုံးကဘုရားရဲ့တာကြီးလဲမာနတာကြီးနမာနရဲ့တာတော့တမီးတော်ကြီးသူနဲ့သူစံစားမယ်ကနေရေးမှာမဟုတ်လားအဲ့ဒါပဲဒါကြောင့်ဘုရားကြီးတွာလာလို့ချင်းလားလို့ချင်းကြော်ပြပြကဲဆိုဗီဇပြစ်ကနေလူကလည်းကျွန်တော်နားလည်းပြပြဘုမပြကျွန်တော်ကချင်းနော်ကျွန်တော်မနာကျွန်တော်ကချင်းဖြစ်ရှင်လို့ဖြစ်ရှင်ရမဟုတ်ဘူးမနာမျိုးဖြစ်ရှင်လို့ဖြစ်တာမဟုတ်ကို့အဖေအမေတွေမနာမလို့ကို့အဖေမေဘာမှဆိုဘာမှကင်းဆွကင်းရက်ခိုင်ဆိုရက်ခိုင်ရှမ်းဆိုရှမ်းမဖြစ်တော့ဘူးဖြစ်လားကျွန်တော်ဖြစ်ရှင်လို့ဖြစ်တာကျွန်တော်ရှမ်းစကားမျိုးကချင်းစကားမျိုးတမ်းလဲအဖေမေရှမ်းဆိုရှမ်းပဲကချင်းဆိုကချင်းပဲကချင်းစကားပြောလို့ကချင်းဖြစ်သွားလားမဟုတ်ဘူးအခုမြင်ချင်မှာကိုရကားကချင်းကမှုနေအများကြီးလောစကားတွေမှုနေအများကြီးနောင်ဒီမှာဆိုအများလောဖြစ်သွားလားဖြစ်တယ်ကိုရကားက
ကောခါပဲအဲ့တော့ကျွန်တော်မရအမျိုးမဖြစ်ချင်တော့ကျွန်တော်နက်ကတိုင်ကုတ်နေနေလိုက်ပြီရဘုဒ္ဓရှုနေနေလိုက်ပြီလေစပင်းနေနီးကြောင်ကြောင်နေလုံးလိုက်ပြီလေရလားဘာအမျိုးပဲလားမရမဲနိုင်ငံခြားထွက်ပြရလားသူများဘယ်သူမှမသိတော့ဘူးလေဟေးငါကချင်အမျိုးမမြင်နိုင်ငံသားမဟုတ်ဘူးပြောလို့ရလားသူများဝရညာလို့ကိုညာလို့ကိုပဲဒီမှညာလို့မရမရကမရမဲအဲ့တော့ကျွန်တော်မရအမျိုးဖြစ်ချင်တော့အကျွတ်တော့ဘယ်လိုလုပ်မလဲစူးစမ်းလို့ရလားမရအဲ့တော့ကျွန်တော်မရအမျိုးနဲ့လွတ်ချင်တယ်ဗျာအဲ့တော့ဘယ်ချိန်မှလို့တေမဘယ်ချိန်မှတေမအော်အဲ့ဒါတော့ကြည့်ကြအောင်ဒုက္ခကြီးအပြစ်တရားခါကတေချင်းနေတယ်အဲ့လိုပြောစမ်းပါစောစီယူပါကစပရိုက်ကိုစီရလာမယ်ဂရာဂိုနာယူပါမရကောနိုင်နဲโน้မဟုတ်ဘူးရိုးဆိုတာတေမလွတ်တဲ့အမျိုးတေမလွတ်တာကျွန်တော်တေးနေမရအိမ်ထောင်စုကနေလုံးဝထုတ်လိုက်တယ်နေဘာမှပတ်တယ်ဘူးမရှိဒါဆိုစာဒမန်ရဲ့အမျိုးကနေလွတ်ချင်တေရမယ်တေကိုတေရမယ်ငါတို့ရဲ့ပြုတ်တဲ့ဒုစက်နဲ့လွတ်ချင်ဘာနဲ့လဲတွေ့အတွင်းတော့ကျန်းစာမှာအဲ့လိုပါပြီလားအဲ့တော့အပြည့်စာဒမန်နဲ့မျိုးရိုးကနေလွတ်ဖို့ဘာလို့ရလဲတေရမယ်သိပြီလားသိပြီနော်ဘာလို့ရမလဲတေရမယ်ပြင်ထားပြီနော်အိမ်ပြန်ကြီးကျိုးနေဒီဟောက်လေးတော့နေမဟုတ်ဘူးနော်တော့ကျန်တဲ့အမှုပါမနော်ကျွန်တော်အဲ့လိုလုပ်ခိုင်းတော့ဗီဇာပြီးနေလို့ဖို့တေရမယ်တေကိုတေရမယ်ဒါနဲ့ကိုယ့်အနေကိုတင်ပေးသွားမလဲဘယ်လိုတေရမလဲဆိုတော့နည်းလမ်းရှိလားမရှိဘူးလားရှိတယ်အေးအဲ့ဒါမနေ့ပြန်ပြောပြနော်နေ့ပြန်ပြောပြကျင်းသားကိုအတေခံချက်လွတ်လားမလွတ်ဘူးတွေးလို့လည်းလွတ်လားမလွတ်ဘူးလာအောင်ပါအဲ့ဒါမနေ့ပြန်နဲ့စုံနေဆိုတာမနေ့ပြန်ပြောပြဒါပေမဲ့လည်းအပန်းနဲ့နေခြင်းတဲ့လူလည်းရလားမရဘူးလားရတယ်အပဘယ်နှဦးပဲရှိလဲကောင်းကင်ဘုံအပမာနအပဘယ်နှပါရှိလဲနှစ်ပါပဲရှိတယ်ကောင်းကင်ဘုံအပကိုနဲ့ဆန်ရှင်တော့ဘာနားလေရမလဲကေတင်ချင်းစာဒမာနရဲ့တာတမီကနေမလွတ်ချင်တော့ကြားစာလူတွေလားမလို့တော့ဘူးကိုတော့မဲ့လမ်းနဲ့တိကြလားမတိကြဘူးလားတိကြတယ်တိကြပဲမြေကြီးလက်ခမလွယ်ဘူးတိကြလားမတိကြဘူးလားတိကြတော့မဲ့လမ်းတိပြီလားတိပါပြီနော်ဒီညမထွက်တော့ပါနဲ့တိကြလားမတိကြဘူးလားတိကြပြီးတာမင်းမတိကြဘူးဆိုတိကြပြီးတာမင်းမတိလည်းတိကြပြီးတာဘယ်လိုတော့ဖို့မရေအိုင်တော့လုံးလုံးစောင့်ကြနေပြီးတာနော်ဒါကြောင့်ဒီဖျားခင်တို့တော့မာရေမာနရဲ့မိသားစုကနေလွတ်ဖို့အရေးမရှိဘူးလားမာနရဲ့အမျိုးကနေလွတ်ဖို့ဘာလို့ရလဲတေရမယ်မျိုးရိုးဆိုတာတေမလွတ်တဲ့အမျိုးနော်ဒါပေမဲ့ကိုယ့်နဲ့ကိုယ်တင်ပေးသွားမလဲကိုဟန်နဲ့ကိုဆရာလာတဲ့ပြောတဲ့တင်လွတ်တယ်ဆိုလို့အိမ်ရောက်ရင်မလုံးကြတဲ့ကြိုးတွေဓာတ်ရင်မလုံးကြနေပြတကယ်ကဘာမှာပြည့်ပြည့်ခဲ့တာနိုင်ငံတကာမှာဘာလို့လဲလားတင်လွတ်တယ်ဆိုလို့အပြည့်တရားခတဲ့ချင်းတင်မလွတ်တယ်ဆိုဘာလို့လဲလားအဲ့ဒီဆရာကသူ့ရဲ့အတင်းကိုတင်တာအားလုံးအစိတ်ခတ်တိုက်သူ့လည်းအစိတ်တော့အကုန်လုံးတည်အဲ့ဒါစာတော်နဲ့အနဲ့ဖွင့်သွားတဲ့အရာပြောတာသူတို့ပဲဖြစ်တာမို့နောက်တစ်ပါးတင်းတော့တစ်ပါးဘာလို့ဒီလားတေရမယ်တေမလွတ်တယ်ဆိုလို့ယုံကြည်ရအားလုံးလေခေါင်းစွတ်တဲ့အရာတို့အတိအချ plus နဲ့လုပ်ပြီးမှဒီမှာကျိုးဆွဲမတခါတည်းညစ်တာလိုက်တာနော်အတင်းတို့တင်းနဲ့ကြောက်ပြီးကြောက်ခေါင်းစွတ်ညစ်တာခေါင်းစွတ်ညစ်မှာအမှအတက်ရှူချက်မှာအကုန်လေးကလေးကအစားအကုန်နော်ခေါင်းစွတ်မှာတေးနောက်ဆုံးမှာဓမ္မဆက်လက်ကိုတို့စွတ်မှာတခါတည်းကျိုးကိုအိုင်ပဲဆွဲပြီးမှဟောလဲဆွေးတီဝါယာတိတ်ကြီးဆွဲတဲ့ခါမလေးတခါတည်းဆွဲတဲ့ခါမှာဂျိတ်ဖြစ်သွားတယ်ပြန်ဖြုတ်လို့မရအဲ့ဒီမျိုးနဲ့တခါတည်းဆွဲလိုက်မှအဲ့ဒီဆရာလည်းအမှတ်တီအဲ့မျိုးတွေလောက်တာစာတော်ကအမျိုးမျိုးကြားစာတွေလိမ့်ထားတာဒါကြောင့်ဒီကိုယ့်ဟာနဲ့ကိုတင်ပေးသွားမလားဘယ်လိုတင်ရမလဲဆိုတော့နေရာရှိလားမရှိလားရှိတယ်ဒါကြောင့်ဒီချုံတယ်အတွေးတော်အပြည့်ကေတဲ့ချင်းရှိအတွေးတော်မပါဘဲနဲ့ကေလို့မရဘူးအသေးမခံဘဲနဲ့ကေလို့မရဘူးဒီမှာဘာလို့လဲဆိုတော့မနေ့ပြင်နေတယ်ပြောမှဖြစ်ဒါကြောင့်မနေ့ပြင်နေကြရင်ဒီနေ့စာတမန်ရဲ့မျိုးရိုးကနေထွက်ခွာဖို့အရေးကြီးလားဖြတ်တတ်ဖို့အရေးကြီးလားအရေးကြီးတယ်ဒါကြောင့်ကိုအပေါက်လည်းတည်ပြီလားအပါတည်ပြီလားမဆိုင်တယ်လို့နဲ့ဆိုင်နေတဲ့ဟာယူကဲဆွေအပေါက်လည်းတည်ပြီဆိုတော့တွားမဲ့လမ်းလည်းတေးကြပြီဆိုတော့ပြန်ကြရအောင်နော်
그래서 메인 사시가 메이스야